အရင်ဆုံးတော့ Play Store ဝင်ပါမယ်အဲ့တော့ Play Store ရဲ့ search bar မှာ REMOVE remove BG ဆိုပြီးမှရရှာလိုက်ပါဒီအောက်က software လေး background remover ဆိုတဲ့ software လေးဖြစ်ပါတယ်ဒီ software လေးကို install အရင်လုပ်ရမှာဖြစ်ပါတယ်ကျွန်တော်က install လုပ်ပြီးသားဖြစ်တဲ့အတွက်ကြောင့် open source လေးပေါ်နေရပါ open ကိုနှိပ်ပြီး software တွေကိုဝင်လိုက်ပါမယ်ခင်ဗျာupload image ကိုတစ်ချက်နှိပ်လိုက်ပါပြီးတော့ gallery ကိုဆက်နှိပ်လိုက်ပါဟုတ်ပြီဒီထက်ရောက်ပြီဆိုရင်တော့ကိုယ်စိတ်ကြိုက်ပုံလေးတစ်ပုံကိုရွေးချယ်လိုက်ပါโอเคဒီပုံလေးကနောက်ခံ background လေးကိုဖယ်ရှားပြီးပြီဖြစ်ပါတယ်ဒီပုံလေးကိုကိုဖုန်းထဲမှာတင်ထားခြင်းနဲ့ဆိုလို့ရှိရင်ဒီ download ဆိုတဲ့မြလေးကိုတစ်ချက်နှိပ်လိုက်နော်မှာအပေါ်က free ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်နော်အဲ့တော့ဒီပုံလေးကိုကိုဖုန်းထဲမှာတင်ထားပြီးပြီဖြစ်ပါတယ်နောက်ထပ်ပုံလေးလည်းထပ်ထည့်လို့ရပါသေးတယ်အဲ့ဒီပုံလေးရဲ့ဘေးကအပေါင်းလေးကိုရှင်းလိုက်ပါနောက်ထပ်ပုံလေးတစ်ပုံကိုထပ်ယူလိုက်ပါမယ်ဒီပုံလေးကိုလည်းအစောကပုံလေးလိုပဲကျွန်တော်ဖုန်းထဲမှာတင်လိုက်ပါမယ်အဲတော့ download ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါfree ဆိုတာလေးကိုစနှိပ်လိုက်နော်ဒါဆိုရင်ကျွန်တော်တို့ရဲ့ဖုန်းထဲကိုရောက်ရှိသွားပြီပဲဖြစ်ပါတယ်ဒါလေးက software လေးကို download ဆွဲပြီးတော့မှနောက်ခံ background ကိုဖယ်ရှားတဲ့နည်းလေးပဲဖြစ်ပါတယ်အကယ်၍ညီကိုမောင်နှမတွေက software နဲ့အသုံးမပြုခြင်းဘူး website လေးနဲ့တွားခြင်းနဲ့ဆိုရင်လည်းဒီက website လေးကနေဝင်ပြီးတော့မှလည်းဒါနောက်ခံ background ကိုဖယ်ရှားလို့ရပါတယ်ဒီဗီဒီယိုလေးကကျွန်တော်ရဲ့ညီကိုမောင်နှမတွေအတွက်အကျိုးတစုံတရာရှိခဲ့မှာဆိုရင် like လေးပေးဖို့မမေ့နဲ့နော်ပြီးတော့ကျွန်တော်ရဲ့ channel ကိုလည်း subscribe လုပ်ပြီးမှအားပေးခဲ့ကြပါဦးခင်ဗျာအားလုံးအဆင်ပြေကြပါစေခင်ဗျာ